တော်ကိုမမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်အခု 3D လုံးမိုင်း site ကိုကျွန်တော်ချပေးသွားမှာဖြစ်ပါတယ်အားလုံးပဲအကြိုက်တူရင်ကြည့်ပါနော်ကဲအားလုံးပဲကြည့်မယ်ဒီ9ရက်ဒီ2ရက်ဒီ6ရက်ဒီ8ရက်ဒီလေးလုံးရလက်ဒီကျွန်တော်ကိုမှကြည့်ဒီဘယ်လောက်ရလေးလုံးရလက်ဒီတဲ့ကျွန်တော်ကိုမှကြည့်ဒီဘယ်နားမှာရေးကောင်းနားမှာရေးလိုက်မိနစ်လေးနဲ့နော်အဲ့လေးလုံးရလက်ဒီတဲ့9ရက်ပါပါတုံညလုံးပိုင်နော်9ရက်2ရက်6ရက်8ဒီလေးလုံးပေါင်းရင်းဒီကျွန်တော်တို့9ပါးကတုံည9တဲ့တုံညတယ်နော်တုံညရဲ့1ရဲ့3ညရဲ့3လုံးပေါင်းချင်းဒီကျွန်တော်ကိုမှတွေဘာလို့ဖြစ်တယ်နှစ်လို့ဖြစ်တယ်နှစ်ရဲ့ပါဝါဒီခွန်နဲ့အဲ့ဒီခွန်ဒီ38ခွန်နဲ့ခွန်နဲ့3ရဲ့ခွန်ရဲ့ပေါင်းချင်းဒီ10ကို8နဲ့ပေါင်းရင်18ကို4နဲ့ပေါင်းရင်နှစ်ကျွင်းတယ်ဆိုလို့နှစ်ရဲ့ပါဝါဒီခွန်လုံးပိုင်ခွန်လုံးပိုင်နဲ့နော်ကိုမကြည့်တယ်ကဲဒါဆိုလို့ရှိရင်နောက်ထပ်တစ်ဆိုင်ကိုကျွန်တော်တို့ဆက်လက်သွားမယ်နောက်ထပ်တစ်ဆိုင်ဒီတဲ့ကျွန်တော်ကိုမှကြည့်တယ်9ရက်6ရက်ပေါင်းရင်းနေ9တဲ့9ရက်ပါဝါ3ညဒါဆို3ညဖြစ်သွားပြီ9လွတ်သွားပြီဒီမှာဒီ3လုံးပေါင်းရင်းဒီကျွန်တော်ကိုမှကြည့်တယ်9လို့ဖြစ်လိုက်တော့သူ့ပါဝါခေါ်လာတဲ့အတွက်ဒါဆို3ညလုံးမိုင်လို့ဖြစ်တယ်ဒါဆိုကျွန်တော်ကိုမှကြည့်ဒီမှာကြည့်မယ်3ညရဲ့ခွန်ရဲ့ပေါင်းခြင်းဒီတဲ့ခွန်ရဲ့ပါဝါနေတဲ့ဒါဆိုနှစ်လွတ်သွားပြီခွန်ဖြစ်သွားပြီဘာဖြစ်လို့လဲမတတ်ဒီ3ည3ညပေါင်းခြင်းဒီနှစ်ပါဝါခွန်ဆိုနှစ်ကိုမယူတာခွန်ယူလာတဲ့အတွက်ဒါဆိုခွန်လုံးမိုင်လို့ကင်ပြီနော်โอเคနားလဲပါတယ်နော်ဒါဆိုရင်ねကျွန်တော်ကိုမှကြည့်တယ်ဒီမှာ3နဲ့ဒီမှာ9တဲ့3ကိုပေါင်းခြင်းဒီ2တဲ့နှစ်ပါဝါဒီခွန်လုံးမိုင်ကိုင်ပါပြီနော်ဘာဖြစ်လို့ခွန်ကိုင်ရတာလဲဆိုတော့ကျွန်တော်ပြန်ရှင်းပြမယ်3ရဲ့ခွန်ရဲ့ပေါင်းရင်းဒီ10ကို8နဲ့ပေါင်း18 8ကို4နဲ့ပေါင်းနှစ်ကလွတ်သွားပြီနော်နှစ်ရဲ့ပါဝါဒီခွန်ဖြစ်ထားတဲ့အတွက်ခွန်လုံးပိုင်ပါဗျာနော်ခွန်တစ်လုံးပိုင်နောက်ထပ်တစ်ချက်ကျွန်တော်ဆက်ပြီးတော့ချုပ်ပေးပါမယ်6 3လုံးပေါင်းရင်းဒီ6နှစ်လီရ12ဆိုတော့3ညလုံးပိုင်နော်ဒီမှာနော်866 3ညလုံးပိုင်နော်3ည1ခွန်3လုံးပေါင်းခြင်းဒီ8လုံးပိုင်ဟုတ်ပြီနော်ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်မယ်4 8ပေါင်းခြင်းဒီ12ကို9နဲ့ပေါင်းခြင်းဒီခွန်တစ်လုံးပိုင်နော်ကျွန်တော်တို့လာမဲ့16ရက်9လပိုင်းအတွက်မှာတလုံးထဲသောလုံးမိုင်ဒီခွန်ဖြစ်ပါတယ်နော်ကျွန်တော်ရဲ့စိတ်တိုင်းအကြဆုံးအမိုက်ဆုံးကနန်းနှစ်ကွက်အနီးကမှတင်မှာဖြစ်ပါတယ်ဒူအော်ဒီတစ်ခွက်တော့ကျွန်တော်တင်ပေးထားပြီနော်ပို့နဲ့တင်လာပါတယ်ကဲအားလုံးပဲလောင်းငန်းန်းဒီခွန်ဖြစ်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေ